3ကျတဲ့ကိုရီမားအားလုံးမင်္ဂလာပါနော်ကိုလာမဲ့တရက်ရှလာ26ပေါ့နော်ကိုလာမဲ့14ချိန်လာမဲ့14ချိန်ရဲ့အတွက်ကိုပြပေးမှာကတော့ဒီကနေ့ထိတ်စီးလိုင်းလေးကိုပြပေးမယ်ဟုတ်ပြီနော်ထိတ်စီးလိုင်းလေးကိုပြပေးမယ်ဆိုတော့အခုစပြီးတော့သွားရအောင်နော်ဘာကနေတွေ့ထားတာလဲလို့သွားမယ်963ဒီအလဲကောင်မှာရှိတဲ့6ပါနော်ဒီမှာ6ပါဆိုရင်ဒီမှာရှိတဲ့နော်3ရေ6ရေနှလုံးပေါင်းခြင်း6ညီများခြင်း6ဆိုပြီးတော့လာပြီးတော့ဆင်ထားပါတယ်ဒါဆိုလို့ရှိရင်အခုဆက်ပြီးတော့သွားရအောင်เนาะဒီမှာရှိနေတာကတက်ပါเนาะတက်ကဆိုရင်ဒီမှာရှိတဲ့3ရေတက်နှလုံးပေါင်းမယ်ဒီမှာ3နဲ့1နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းတက်ညီများခြင်းတက်ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်ဒီတက်ကဒီမှာရှက်ပါเนาะရှက်ဆိုတော့เนาะခုလာမဲ့ပင်မှာကျတော့ဒီမှာ1နဲ့9နဲ့နှလုံးပေါင်းမယ်เนาะအဲ့တော့1ရဲ့9ရဲ့နှလုံးပေါင်းမယ်ဆိုတော့1နဲ့9နဲ့နှလုံးပေါင်းခြင်းရှက်ဆိုတော့သူကရှစ်ညီများခြင်းရှက်ဆိုပြီးတော့ဆင်းထားတာပေါ့เนาะဒါဆိုလို့ရှိရင်เนาะခုလာမဲ့เนาะရှေ့လာပိုင်းတရက်ပေါ့เนาะ14စိတ်တွဲဆိုရင်ဒီမှာထိတ်စီဒီအလဲကောင်6ပေါ့เนาะ6ပါဆိုရင်ဒီမှာရှိတဲ့တက်ကဲဒီမှာလာမဲ့ထိတ်စီတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်ဟုတ်ပြီเนาะဘာဖြစ်မလဲပေါ့เนาะပေါ်အတိုင်းဆိုရင်6ညီမြခြင်း6เนาะ1ညီမြခြင်း1 8ညီမြခြင်း8ဆိုပြီးတော့သွားတာပေါ့เนาะဒီမှာဆိုရင်เนาะ9ညီမြခြင်း9ဒါကတော့ main ပေါ့เนาะဒါဆိုရင် power နဲ့ကပ်ပါရမ်းပါမယ်9 power 4 9နဲ့ကပ်6ပေါ့เนาะဒါဆိုရင်အရင်ပေါ့เนาะအရင်နဲ့ညီမရန်ထားတာပါဒါဆိုရင်ဆက်ပြီးသွားကြည့်အောင်ဒီမှာရှိနေတာကပါလေ1နောက်တစ်လုံးနဲ့ပေါင်း9ဆိုတဲ့အတွက်ကြောင့်ညီမတို့ကပါထည့်လိုက်မယ်8ထည့်မယ်1နဲ့8နဲ့ပေါင်း9ဟုတ်ပြီเนาะဒီက main ကတော့เนาะ8ထိပ်စီပေါ့เนาะနှလုံးပေါင်းခြင်း9ဆိုတော့8ထိပ်စီနောက်တစ်ခါ1ကိုရှိတာနှလုံးပေါင်းရင်ပါလေ4ဆိုတဲ့အတွက်ကြောင့်မို့လို့3ထည့်လိုက်မယ်1နဲ့3နဲ့ပေါင်းခြင်း4ရမယ်เนาะနောက်တစ်ခါရှိနေတာက1နှလုံးပေါင်းရင်ပါလေ6ဆိုတော့ညီမတို့က5ထည့်လိုက်မယ်1နဲ့5နဲ့ပေါင်းခြင်း6ရမယ်เนาะဒါဆိုရင်ကိုညီမတို့ကစားရမယ်ထိပ်စီးလေးထွက်လာပြီပေါ့เนาะတရက်ရှလာ25ပေါ့เนาะ14ချိန်မှာကစားရမယ်ထိပ်စီးကလေးက73ပေါ့เนาะ8ရက်3ရက်5ရက်ဆိုပြီး3လုံးတွေ့ထားပါတယ်ဒါတော့ညီမကြည့်တဲ့ညီမရှာတွေ့တာချက်ပြခြင်းဖြစ်ပါတယ်ကိုတို့မတို့ကြိုက်တူမဲ့ကြတဲ့သမက်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်